အားလုံးပဲမင်္ဂလာပါခင်ဗျာတိတဲ့အတိုင်းပဲမြန်မာပြည်ကြီးကတော့ရာသီဥတုတွေကပူလာပြီဆိုတော့ရင်းရတယ်လည်းပူလာပါတယ်ပူအိုက်တဲ့ထံကိုလည်းအခုဒီလဧပြီလမှာပုံပြီးတိတာခံစားနေရပါတယ်ဘာကြောင့်ခံစားနေရတာလဲဘာလို့ပူနေလဲဆိုတော့အခုအချိန်မှာဆိုရင်နေရပြင်းထန်တဲ့ဆိုလာမီးတောက်တွေကဒီကမ္ဘာမြေစီကိုတိုက်ရိုက်ကျရောက်နေတယ်လို့သိရပါတယ်ဒါဟာ NASA ကထုတ်လုပ်တဲ့သတင်းအရသိရှိရတာပဲဖြစ်ပါတယ်နေ့လည်းပဲအပူချိန်တွေဟာဆိုရင်မနစ်က2024 AB လကအပူချိန်ထက်ပိုပြီးတော့မြင့်တက်လာတယ်လို့သုံးသပ်ထားတာတွေ့ပါတယ်မြန်မာနိုင်ငံအလဲပိုင်းဒေသနဲ့ချင်းတွင်းမြစ်ဝှမ်းဒေသတွေမှာတော့42ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာပေါ်ရှိတယ်လို့သိရှိရပါတယ်ပြီးခဲ့တဲ့ AB လ29ရက်နေ့ကနေပြီးတော့ဒီလတဲပေါ့နော်29ရက်နေ့ကနေပြီးတော့30ရက်နေ့အတွင်းမှာဆိုရင်2ဒီဂရီကနေ3ဒီဂရီစင်တီဂရိတ်အထိအပူချိန်ဟာပိုမြင့်တက်လာပေါ်ရှိပြီးခရိုင်လွန်ရောင်ကြီးဟာလည်းပိုပြီးတော့မြင့်တက်လာမယ်လို့ပြောဆိုထားတာရှိပါတယ်အထူးသဖြင့်နေ့လယ်ပိုင်း12နာရီကနေညနေ4နာရီအတွင်းမှာဖြစ်နိုင်ရင်တော့အပြင်မထွက်ကြဖို့သတိပေးထားတာလည်းရှိပါတယ်ခင်ဗျာကဲလို့သာကိုကမလွဲတာမရှောင်တာလို့အပြင်သွားရမယ်ဆိုရင်လည်းအလွန်အေးနေတဲ့အဲယာကွန်အခန်းထဲကနေပြီးတော့ပူတဲ့အပြင်ဘက်ကိုချက်ချင်းရုတ်တရက်မထွက်ကြဖို့သတိပေးကြပါတယ်အဲ့လိုအပြင်ထွက်မယ်ဆိုရင်လည်းကိုကရေဝါးတောက်ထားပါခန္ဓာကိုယ်ကချွေးတွေထွက်မယ်ပြီးအားနေလာမှာဆိုလို့ပါရေကမပြတ်တောက်ပြီးပါပြီးတော့အဲ့လိုနေပူတဲ့သွားမယ်ဆိုရင်အုတ်ထုပ်တွေထီးတွေပြီးတော့နေကမျက်မှန်တွေလည်းတက်ရင်တော့ပိုကောင်းပါတယ်နေကမျက်မှန်တက်ရတာလဲဘာကြောင့်လဲဆိုတော့ဒီရောင်ကြီးတွေမှာပါတဲ့ဒီခရလွန်ရောင်ကြီးဟာမျက်လုံးရဲ့အတွင်းတိမ်ကိုထိခိုက်စားပြီးအတွင်းတိမ်ပြဿနာတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကအပူကိုစုပ်နိုင်တဲ့အဝတ်အစားတွေဖြစ်တဲ့အနီရောင်တွေအနက်ရောင်တွေအတက်နိုင်ဆုံးရှောင်ပါဒီအနီရောင်တွေအနက်ရောင်တွေဟာလူကိုပို့ပြီးတော့ပူစေပါတယ်တင်းတင်းကြပ်ကြပ်အဝတ်အစားတွေလည်းမဝတ်ဖက်နဲ့ချွေးထွက်ရင်ချွေးလေပတ်မှုကောင်းတဲ့လေးဝင်နိုင်တဲ့အဝတ်အစားပေါ့ရောင်းတွေကိုရွေးပြီးတော့ဝတ်ကြစေချင်ပါတယ်အယောင်နုဥမာအဖြူတို့အပြာနုလေးတွေတို့ပေါ့နော်ဒါမျိုးအဝတ်စားလေးတွေကိုရွေးချယ်ပြီးတော့ဝတ်သင့်ပါတယ်ချီတဲ့အဝတ်ကလေးတွေကတော့ချွေးဆုပ်တတ်တဲ့ဖို့ချီတဲ့အဝတ်ကလေးတွေရွေးဝတ်ကြပါပေါ့ရောင်းအဝတ်စားလေးတွေကလည်းလေးဝင်လေးထွက်ကောင်းတာဖို့အဲ့ဒီအဝတ်စားလေးတွေရွေးဝတ်သင့်ပါတယ်ပြီးတော့ကရေလည်းမကြခဏတောက်ဖို့လည်းမမေ့ပါနဲ့ရေတောက်ဖို့ကအလွန်အရေးကြီးပါတယ်ဒီအချိန်မှာငါကတော့ရေတောက်မယ်ဆိုပြီးတော့ဆောင်းနာပြောသလိုအချိုရည်တွေရေခဲရည်လေးတောက်လိုက်ရင်အေးသွားမှာပဲဆိုတာမျိုးရေခဲရည်တောက်တာမျိုးအချိုရည်တွေတောက်တာမျိုးထက်ရိုးတာမန်အခန်းအပူချိန်မှာရှိတဲ့တာမန်ရေကိုပဲတောက်တာပိုပြီးကောင်းပါတယ်ချွေးရမ်းထွက်နေပြီကိုကချွေးတွေရွှဲနေပြီဆိုရင်အတက်နိုင်ဆုံးအုံရည်တို့ဓာတ်စားရည်တို့တောက်ရင်ခန္ဓာကိုယ်အတွက်ထွက်သွားတဲ့စားဓာတ်ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်အရက်တောက်တဲ့ပုဂ္ဂိုလ်ကြီးတွေကတော့အဲ့လိုနေ့လည်နေခင်းအချိန်တွေမှာအရက်ပူပြင်းတဲ့ရာသီဥတုတွေမှာအရက်မတောက်တာကောင်းပါတယ်မလွတ်တာလို့တောက်ရင်လည်းနည်းနည်းပါးပါးလေးတောက်ပါဗျာနေပူတဲ့ထွက်လိုက်ရင်အုံနောက်သွေးကြောပြတ်တာတို့ဟိုကနှလုံးပြီးတက်လာတယ်လေအရက်တောက်တယ်အဲ့တော့အဲ့ဒါလေးတွေလည်းရှော့တော့ဖို့သတိပေးကြပါတယ်အိမ်ထဲမှာနေမယ်ဆိုရင်လည်းကိုယ့်ရဲ့ဘေးမှာရှိတဲ့ပရင်းပေါက်တွေဖွင့်ပြီးလေးဝင်လေးထွက်ကောင်းအောင်လေးနေပေးပါဗမာပြည်ရဲ့အကောင်းဆုံးအေးအကုန်းဖြစ်တဲ့ရက်တောင်လေးနဲ့ခတ်ပါဗျာအေးလေးနေရအောင်နောက်တစ်ခုကလူတွေရဲ့ကျန်းမာရေးတွေမှာယောဂအခန့်ရှိကြတဲ့စီဂျိုယောဂတွေသွေးတိုးယောဂသမားတွေနှလုံးယောဂရှိတဲ့လူတွေကြောက်ကမကောင်းတဲ့လူတွေကတော့အဲ့လိုအခက်အခဲတွေရှိကြတဲ့ယောဂတွေရှိကြတဲ့သူတွေကတော့ပြီးတော့အရန်ဝါတဲ့လူတွေအသက်အရွယ်ကြီးတဲ့အဖိုးအဖွားတွေနဲ့ကလေးငယ်တွေကတော့ပို့ပြီးတော့အဲ့ဒီလိုအချိန်တွေပူပြင်းတဲ့အချိန်တွေမှာသတိထားသင့်ပါတယ်ကလေးတွေကိုလည်းနေဘူးထဲမှာနေလည်နေခင်အခုခြေချက်ပိုင်းတွေမှာအပြည့်ထွက်ပြီးစော့ခိုင်းတာတွေကစားခိုင်းတာတွေမလုပ်ဖို့လဲသတိပေးကြပါတယ်ကဲလို့ကိုကနေရင်းနဲ့ခေါင်းတွေကြိုက်လာတယ်မူးလာတယ်ပြုတ်ခြင်းအငြင်းသလိုဖြစ်လာတယ်အကြောတွေတက်တယ်ကြွက်တက်တယ်ဒါမှမဟုတ်လဲမူးမိတ်ပြီးလဲသွားတာမျိုးတွေဖြစ်တယ်ဆိုရင်တော့နီးစပ်ရာစေးုံစည်းကမ်းတွေမှာတွားရောက်ပြီးတော့ပြတ်သားတင်ပါတယ်ကျန်းမာရေးအတွက်ဒါစိုးရင်ရပါတယ်ကျွန်တော်တို့လူတွေရဲ့အသက်တစ်ချောင်းဆိုတာဟာအလွန်ပဲအဖို့တက်ပါတယ်နောက်ဘဝဆိုတာကျွန်တော်တို့အတွက်မကျိမ့်သိမရေရတဲ့ဘဝတွေပါဒါကြောင့်မို့ဒီဘဝမှာကြမ်းကြမ်းမာမာနဲ့နေနိုင်ဖို့အတွက်ဒီအကြံဉာဏ်လေးပြီးတာပါခင်ဗျာကျွန်
ကျွန်တော် page လေးကိုလည်းအဆင်ပြေရင် follow လေး like လေးတွေပေးကြပါအားလုံးချမ်းပါပြီးဘေးရန်အပေါင်းကကင်းဝေးကြပါသည်ရန်သူမျိုး၅ပါးအန္တရာယ်ကလည်းကင်းဝေးကြပါသည်ခင်ဗျာ